Okay သွားချင်တယ် သွားခြင်းမောင်းဘယ်ကြီး မောင်းဘရိတ်ကြီးကျွန်တော်သွားချင်တယ် ဆာယာမောင်းဘယ်ကြီး နေရာထဲမှာကျွန်တော်သွားချင်တယ်အဲ့ဒီကို ဆာမောင်းဘယ်ကြီးဆာနာ ဆာယာမောင်းဘရိတ်ကြီးဆာနာဟုတ်ပြီနော်အဲ့ကြတော့ကျွန်တော်သွားဘူးတယ် ဆာယာ ဆာယာ ဆူရာ ဖူးလားသွားဖူးလား ဆူရာ ပါရဏ ပရဏ နော်ဆာယာပရဏဘရိတ်ကြီးနော်ကျွန်တော်သွားဘူးတယ်ကျွန်တော်သွားဘူးတယ်အဲ့ဒီကို ဆာယာပရဏ ဘရိတ်ကြီး ဘယ်ကြီးဆာနာ ပြန်ပြောပါ ဆာယာဆူရာဘယ် ဟဲ့ ကြီး ဆာယာပရဏ ဆာယာပရဏ ပရဂီဆာနာဆာယာပရဏပရဂီဆာနာနော်အမြန်လေးပြောမယ်နော်ဟိုလေးလေးကြီးမပြောနဲ့ဟုတ်နော်အဲ့လေးကတွက်အောင်ကတော့ဟုတ်လားလေးချိန်သွားမှာပေါ့နော်နောက်တစ်ခုအဲ့မှာကျွန်တော်သွားလို့ရတယ်ဆာယာသွားလို့ရတယ်ဘိုးလေးနဲ့သွားမယ် ဆာယာဘိုလေးဘယ်ကြီး ဆာယာအိုလီပရဂီ ဆာနာ ဆန္ဒကျွန်တော်သွားလို့ရတယ်အဲ့ဒီကိုနော်ကျွန်တော်သွားလို့ရတယ်လဲဘိုးလေးကျွန်တော်သွားတတ်တာလဲဘိုးလေးကျွန်တော်သွားနိုင်တာလဲဘိုးလေးနော်နိုင်ဒီရတော့ဟုတ်လားအဲ့လိုဘိုးလေးနဲ့ပြောလို့ရပါတယ်ပြောလို့ရတဲ့နေရာမှာဟုတ်လားအဲ့မှာမသွားနိုင်ဘူးတို့မသွားတတ်ဘူးတို့နော်သွားလို့မရဘူးတို့ဆိုလဲဘိုးလေးပဲနော်ဟောပြီကျွန်တော်မသွားနိုင်ဘူးဆိုရင်စာတောက်လေးရဂီဆန္ဒနော်ဘာဖြစ်လို့လဲဆိုတော့ခုနပြောလို့ကိုကပြန်ပြီးတော့ဖြည့်ရှင်းချက်ပြရမှာငါကျွန်တော်မသွားဘူးတကားမှမသွားဘူးဆိုတဲ့ဟာလေးတော့မသွားနိုင်ရင်เนาะဒါလေးတွေ ਨੇ ဖြည့်ရှင်းပြီးတော့ပြောရပါမယ်โอเค